ဟုတ်တာလည်းကြီး9 naira စထွက်တော့မှာပေါ့ကြောက်တော့ခွေတငယ်ချင်းရှင်တငယ်ချင်းပတ်ခေါ်နေပြီကျွန်တော်ဒီရေကမ်းရောက်ပြီဆိုရင်ဒါကျွန်တော်ကြောက်ပြောင်းရောက်တော့မယ်ပေါ့ဒါမြို့ရောက်ခံနေတော့ကောက်ကျွန်တော်ဒါပုပ္ပတောင်ကိုတောင်မကြီးကိုစပြီးတက်နေပါတယ်ဒါကကျွန်တော် resort သွားတဲ့ land ထိတ်က land နေသွားတာပေါ့နော်တော်အများလေးတည်းတက်ကြမယ်တချို့ရဟိုဘလန်ကြောက် land ဟိုပါလည်းရှိသေးတယ်ပြောတယ်အဲ့ကျွန်တော်ကဒီ land ပဲသွားဖို့ဒီ land ပဲတက်လိုက်တယ်တောင်တရာကြီးမဟုတ်တော့ကြတော့ land နေရနည်းနည်းတော့ကျင်းတယ်အပင်တွေကတအားထူနေရပေါ့ဒါပေမဲ့သွားလို့ဖြစ်ပါတယ်ဒါကျွန်တော်လမ်းမှာတွေ့ခဲ့တဲ့စီရီလေးကျွန်တော်နီးကပ်ဆွဲပြမယ်နော်စီရီလေးမကွင်ကြိုက်လားကြောက်လားကြောက်လေတမိုင်းမော်တော့ကျွန်တော်တွေ့တော့ဒီမှာနိခုနလိုပဲတက်တော့မှာဒါရေစီးရဲ့ကြောက်လန်းကိုကျွန်တော်မပြီးသေးပါဘူးကျွန်တော်ခုနကြောက်လန်းဆုံးလောက်မှာကော့စမိုဘန်လေးစားပြီးတွေ့တယ်။ကျွန်တော်ကော့စမိုလို့ရထင်တာမကြဘူးနော်။ညာရီဒီသားမှာပဲတော့လာတယ်။နေချရိုင်းနေလည်းပွင့်နေပြီ။ဒါကအနီအောင်ကတော့ကျွန်တော်တို့စားရတယ်တွေ့ဘူး။ဒါကော့စမိုဒါမြေနီလန်းလို့ပုံစံမျိုးဖြစ်သွားတယ်။တစ်စစ်ချိုးလေးလို့ပုံစံမျိုးခုနတောင်မကြီးဆိုင်ပုတ်လေးအဲကျွန်တော်တကယ်ပန်းဒီကိုအောင်မြပြီးရိုက်ဖို့ချင်တယ်ခုနကျွန်တော်ကော်ရှင်ပန်းလေးရှိနေမှာတောင်မကြီးတို့ဆိုင်ပုတ်လေးရှိနေဒီကနေဖြတ်ဖို့ပေး2000ဟုတ်ပါစီးလေပဲဘလောက်ကျွန်တော်တက်နေရတနိုင်တော့ရှိ3280ပေးပြင်နေပြန်နေပြင်ထက်ဒါမဲ့ဒီမှာတက်ကြီးကြံပါတည်းရဲ့တက်လိုက်ပါကျောင်းမှာတော့ဒီအပင်သေးတော်တော်များတယ်အလေးကျပေါက်တာညိုနဲ့တူတယ်ငွေပင်နေလည်းများတယ်ပန်းလေးတော့ပန်းမဲ့နေတော့ကျွန်တော်တိတ်မတွေ့သေးဘူးလာလမ်းမှာလာကျွန်တော်ထင်းရှုပင်နေစားတွေ့နေပေ3000ထက်ဆိုဒီကနေကြည့်ရင်မြင်ထင်းရှုတော့မရသေးဘူးအပင်လေးတော့မြင်နေရတယ်ကျွန်တော်ရှင်းနာကြကျွန်တော်ရောက်ပြီဟုတ်တယ်ပင်လေးလည်းစားပြီးကျွန်တော်တွေ့နေထင်းရှုကလည်းပုံမှန်ရှိတယ်ထင်းရှုပင်နေကျွန်တော်စားတွေ့နေပြီတောင်ကြရီစီးတဲ့ချောင်းနဲ့တူပါတယ်ဘေးမှာလက်ရမ်းနေမပါတော့သွားရင်တတိလေးတော့ထားစီချင်ပါရဲ့ဗျာတောင်တော့စားပြီးတော့မြင်နေလာတောင်ထိပ်တော့မဟုတ်သေးဘူးကောင်းငင်ရတော့လာထင်းရှူပင်းနဲ့เราชินอาศัยผิวบ่อยပေါ့ဟိုတောင်ကလပ်ကိုလမ်းမြင်နေရရောက်ပြီဒီညမှာမြက်ပင်လေးတွေ့တော်တော်လာကျွန်တော်ပြရာသီဥတုနဲ့ပြီးတော့တဲ့ရတော်တော်တမ်းပါတယ်ကျွန်တော်ဒီကနေတောင်ကလပ်ကိုစပြီးတော့မြင်နေရပြီကျွန်တော်ဆုံးဆွဲကြည့်ဦးတောင်ကလေးအောက်ကမြင်လာလေကြည့်ရရှိရင်းနေပူပြီး
လာနေဒါဆိုရင်တော့ခုနတက်မယ်တာဝါတိုင်းထိတ်လို့ခေါ်ပုံမှန်တာဝါတိုင်းလို့ပြီးတော့ဒါကလည်းကျွန်တော်အောက်ကိုရင်းမြစ်ဖြူလေးအခုဆိုတော့ view point လို့ခေါ်ရမယ့်နေရာမျိုးတော့ရောက်ပြီကျွန်တော်ပြီးရင်ကျွန်တော်ပတ်ချလေးတစ်ပတ်ပြမယ်နော်ဒါကရင်တော့ကနားမှာ view point လို့ထိုင်မဲ့နေရာလေးရှိတယ်ကိုမြက်ဒီတာထူပြီးတော့မှကျိုးကုန်တာဒီမှာဆိုရင်ကျွန်တော်ထင်ယူပင်ကိုနေကမြင်ကြည့်လို့ရတယ်ကျွန်တော်တောင်အောက်ကဆိုင်းပုံမှာတွေ့ခဲ့တဲ့ဘုမတောင်မှာပဲပေါက်တဲ့ရှာပိုင်းညုံစိတ်လို့ပြောတယ်ချင်းရှုမြစ်တွေရေတိုက်စားပြီးပေါ်နေဒီလိုကြည့်ရကြအောင်သူ့ပတ်တန်နဲ့တူကြအောင်လာပြီးတော့ကျွန်တော်ရှာပါမနစ်ကဟာလေးနဲ့တူချင်းရှုစီလေးဆွေးနေကောက်တွေ့ခဲ့တိတ်ထားလိုက်မယ်ဆိုင်ကယ်နဲ့တောင်းတောင်းစင်းကျွန်တော်တစည်းတွေ့ခဲ့တယ်တော်နီးနေဥနုတွေမြင်ရောက်တော့မယ်နောက်ခဏလောက်ကြာမှာဆိုင်ရနေတဲ့ဦးလေးကိုတွေ့လူမရှိတော့ဘူးထင်တယ်ကျွန်တော်ပေါ်ရောက်ရင်ပူပြီးရိုက်ပြအောင်လေတပင်းအောင်မကောက်တူပါနဲ့ပွင့်ကားသားလို့ကျွန်တော်ခူးတော့မခူးဘူးဗျာနောက်ကနေယူလိုက်အပြင်သေးပြီးသားနေရာရင်းနေတွေ့ပါဒါကျွန်တော်ခုနကျွန်တော် collection ကိုထည့်လိုက်တော့မယ်ဒါကျွန်တော်လမ်းကောက်လိုက်လောဆယ်လက်ဆွဲတော့တုတ်ဖြစ်သွားပြီမွေးနေရဗျဘယ်အပြင်မွေးရအောင်မသိပြီမယ်တော်တော်မွေးရတိတ်ပြားလေးအများကြီးတွေ့လာပန်ပေါ်လာလို့ဒီမှာပန်းလေးတွေဒီလိုကြောက်ခဲကြီးရောက်တော့မယ်တော်နေနေပါတင်းနေနားမရောက်အတက်ကြီးတော်မက်တယ်မော်နေရေကွေးပြီးတော့ရောက်ပြီဒါဖြတ်လန်းဆိုဒီလမ်းသွားရင်တော့ကျွန်တော်ဖြတ်လန်းအတိုင်းသွားတာပေါ့သူအစင်းဖြတ်လန်းပေါ့ဒါမှကျွန်တော်ကမြင်ရောက်ချင်တာနေပဲဒီနေ့ကနေတက်လိုက်တော့လမ်းကတော့နည်းနည်းတော့ကျမ်းပါရဲ့မိုးလေးနည်းနည်းရွာထားဆိုရင်ညိရှိတော့ဒီလေးထားပြီးတက်ပါလူသွားလူလာနေတော့အပင်တွေကလည်းတော်တော်ထူနေပါပြီတော်တော်ရှားလိုက်ပါရဲ့နို့မျိုးရောက်ပါပြီဦးနုလွန်ပြောင်းရောက်ပါပြီပြဿနာတော့ဒီနားမှာဈေးဆိုင်တွေမရှိပါဘူးခုတော့ဧည့်သည်ရှာလို့လာတော့မသိအဲဒါကျွန်တော်တောင်ထိပ်ထိထက်တယ်ပါမယ်တောင်ဝိုင်းရှိတောင်ဝိုင်းမှာရှိမလားပေါ့ညတော့အောင်အစုံပွင့်လာဝါရဘယ်ရောခင်းရောရာသီဥတုနဲ့ဖြူရတော့ကျွန်တော်ခဏပြောနေတယ်လို့ပဲရှယ်ပဲဟိုးမတိန်နေတော်ဝတိုင်းထိပ်ထိရောက်သွားပြီအဲကျွန်တော်တကယ်ချင်းကိုရည်တံဘူးလေးပြန်သွားပေး
နေတော့ပူလေဗျဒီအပိုင်းသူကမိုးရွာမိုးရောခုတည်းတော့တိမ်တိုက်တွေပါလေမတွေ့သေးဘူးတာဝါတိုင်းမှာဝယ်စားခဲ့ထမင်းမှာတော့စားကောင်းခဲ့ပါတယ်တောင်တလန်းပိတ်ထားဗျအဲတော့ကျွန်တော်ဒီနားနေပဲမှန်ပြတောင်လမ်းကြည့်လို့ရမယ်တောင်ထိပ်ကဟိုးဘက်မှာဟိုးဘယ်နာဒီဖျားကြီးကျော်ဝယ်လက်စမ်းတယ်ဆိုတော့ကျွန်တော်ပြန်ဆင်းခဲ့ပန်းနေပုံနေကြရိုင်းလို့ကျွန်တော် exposure show လုပ်နေပါဒီဖျားလေးကိုတော့ခေါ်တင်ရကြအောင်ကြည့်လမ်းရှောင်းမှာတော့ဒီလိုပန်းလေးတော့အများကြီးပဲဒီပန်းလေးတော့လာဒီကပြရောင်လေးကလည်းမိုက်တယ်နဲ့ဒီဟာကြီးကျွန်တော်မိတော့ပေါက်ကျန်နေတဲ့တွင်းပဲဟိုး
ဒီပတ်ချလိုက်မှာကျွန်တော်ရှင်းရှူတော့ကြီးမွေးနေတာပဲရှင်းရှူတော့ငှက်တီလေးရှိတယ်အော်နေကျွန်တော်ကြားရဘယ်နာမှမသိလို့လိုက်တော့ရှာသေးရဲ့ခုနကတော့ငှက်ကိုဆလန်တော်နေများလူသိမ့်မတော့ညက်တီထူပြီးပိတ်ဒီလိုမျိုးဟိုတားတော့တာလမ်းနေလောက်ပြီးချမ်းတော့ဘာတော့မြက်ကတော့ကျူးနေဒါတော့လိုက်မိပြောင်းလေးထိုးပြီးလမ်းလျှောက်ပါလေမိုက်တယ်ရှေ့မှာကျွန်တော် nice စီလေးရောက်ဒီမှာနာပြီးဆက်တက်ကြပါဗျာစီလေးရောက်တော့ချက်လေးတွေးလိုက်တယ်တော့ချက်လေးနှစ်ကောင်တန်ကြပြီးပြီးတော့တော့ပုံရိုက်ပြီးတော့နှင်းနှင်းတော့မဖြစ်နားလေးမှာတော့ချက်လေးနှစ်ကောင်လူတန်ကြနေချက်ချင်းပြီးတော့ရင်တိတ်ဆောင်တော်တွေ့ငါဒီဆန်လေးကျွန်တော်မျိုးစိတ်တွေတော့မသိဘူးပေါ့ဗျာဒါပေမဲ့ခုနတော့ချက်လေးနှစ်ကောင်တန်ကြနေပြီးတော့ချက်တွင်ကျွန်တော်ဒီချက်ရိုက်ထားတာပါကျွန်တော်အတက်တော်ရောက်ခဲ့ရောက်ပြီဆိုတော့ဒါဆင်းတော့မယ်အဲဆိုတောင်အောက်ကိုလုံးရောက်ပါပြီရောက်ပြီဆိုတော့ဒီလမ်းလုံးညီခဲ့တဲ့ဆွဲတော့ဖြစ်တော့ငါမှလိုရတဲ့ရှိဟုတ်ကဲ့ပါဗျာဒီနေ့တော့ဘလော့ပြဒီလောက်ပါမယ်ဗျာကျွန်တော်တို့ပြန်ဆင်းတဲ့အခါကျွန်တော်တို့ resort မှာပါသွားပြီဘာလုပ်တယ်ပြီးရင်ပုပ်ပမျိုးတဲမှာဘယ်နေရာယူလဲခဲ့ဘာတွေဆက်လုပ်ခဲ့သေးလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့တင်ပြပါမယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်2023နှစ်ကုန်လောက်ကတက်တွန်းရိုက်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနှစ်က iPad ကိုမရောက်ခဲ့ရလို့ပါပြန်တွေ့ကြပါမယ်